သေအောင်တနေတဲ့တက်စီဒရိုင်ဘာတွေကပြောစီသေးကကြီးနေလို့တက်တယ်ဒရိုင်ဘာတွေပဲပြောအိုးလောက်ကြပါအောင်လဲလုံးစီဟာ4-5-60ကငါမယ်ဆိုတကယ်ချွေးပြန်စီတွေစင်းနေကြလဲအငါကားတွေမကြခဲ့ပါကာနဲ့တော့ကြာရင်မွေးနိုင်တယ်သေအောင်တနေတဲ့တက်စီဒရိုင်ဘာတွေကပြောစီသေးကကြီးနေလို့တက်တယ်ဒရိုင်ဘာတွေပဲပြောအိုးလောက်ကြပါအောင်လဲလုံးစီဟာ4-5-60ကငါမယ်ဆိုတကယ်ချွေးပြန်စီတွေစင်းနေကြလဲအငါကားတွေမကြခဲ့ပါကာနဲ့တော့ကြာရင်မွေးနိုင်တယ်